တို့ဖူးခောက်သွားမယ်ကားပေါ့ဗျာကားပေါ့ဒါပဲဆိုင်နေသွားတော့ဒါတော့ကားပေါ်မှာလည်းအေးစက်နေရပဲမြေလို့ထိုင်လို့ကောင်းတယ်ဟိုရိုက်ဒီရိုက်ရှောက်လိုက်တော့ဗျာကားပေါ်မှာကအိမ်နာပါတယ်ဗျာအဲ့နဲ့သွားခြင်းလည်းအဆင်ပြေရပေါ့နော်ကားတော့တောက်လျှောက်မောင်းလာဗျာရှူခင်းနေရိုက်တာပါဗျာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဘာမှမကွာဘူးနေမီလေးချားသွားတဲ့စီးလေးကန့်သက်ထားလို့လားဒါတော့ကျွန်တော်ထမင်းစားနားတဲ့နေရာပေါ့ဒါဘန်ကောက်ရောက်ပြီးသွားလို့ကြော်ဝါရောဗျာအိမ်မှာမနက်ပိုင်းလေးရောက်ထမင်းတစ်ခါနားတယ်ထမင်းစားဖို့တစ်ခါနားတယ်ပေါ့အိမ်မှာလက်မှတ်လေးပေးတယ်အဲ့တက်ကလေးနဲ့ထမင်းစားရုံပဲပေါ့ကျွန်တော်တို့မြန်မာနိုင်ငံလူတော့သူချပြီးနေစားတာဆိုတော့ဖရီးပေါ့ဗျာဆိုင်မှာအဆုံးရတယ်ကျွန်တော်တို့ဟင်းနဲ့ပြန်မစားခင်ခေါင်းဆွဲအကျော်နဲ့အဆုံးရှိရပေါ့အမှတစ်ခုကိုကြိုက်တာစားလို့ရတယ်တော့သမင်းနဲ့ဟင်းပေါ့ဗျာဒါတော့ဖူးခက်ရောက်ပြီဗျဖူးခက်ကိုရောက်လို့ကျွန်တော်ဆက်စောက်လို့ဝင်တဲ့ချိန်မှာစစ်တဲ့စစ်စေးကိပေါ့ဒါပေမဲ့ဘာမှတော့မစစ်ပါဘူးကျွန်တော်တို့လေတစ်ခေါက်ပဲစစ်တယ်တစ်ခေါက်ကလည်းမဲဆိုင်တော့ကျွန်တော်တစ်ခေါက်စစ်လိုက်တယ်အဲ့ဒါပဲကျန်တာတော့မစစ်ဘူးဗျနော်ဖူးခက်ကျွန်းနဲ့ရောက်ခဲ့တယ်ပေါ့ဗျာဖူးခက်ကျွန်းကလည်းတရားလေးတစ်ခုပဲတူတာပါအဲ့တရားကမရှိလို့ရှိရင်ဖူးခက်ကျွန်းလေးနဲ့ပဲဝင်လို့ရမှာဗျာဖူးခက်သူ့ရဲ့ဂိတ်ကိုရောက်သွားတော့ကျွန်တော်လာကြုံမဲ့တက်စီဆောင်နေတဲ့အချိန်ကြီးပါဗျာI wait for taxi ကား9မိနစ်လောက်ကြာမယ်ကောင်းမြန်မာနိုင်ငံမှာလို့ပါပဲကြာတယ် Grab တွေလို့ဟုတ်ဒါကတော့ကျွန်တော်ရန်ကုန်ကနေစထွက်ပြီးဖူးခက်ထိရောက်ခဲ့တဲ့ video file လေးကိုကျွန်တော်ဘလော့ချိန်ထားပါအားလုံးကျေးဇူးတင်ပါတယ်